မျက်ထွက်နေတဲ့သူမကအိမ်ထဲကတက်တန်းလွန်အစားအစာအလုံးကိုပန်းအိုးထဲပစ်ထည့်လိုက်တယ်။ဒါပေမဲ့အဲ့ဒီလုပ်ရက်ကစစ်သားတွေကိုအလွန်စိတ်လှုပ်ရှားစေခဲ့တယ်။သူတို့အတွက်တာမန်စားစာတွေတောင်ရတနာလိုတန်ဖိုးရှိနေပြီဖြစ်တယ်။ဒါပေမဲ့ဒီအစားအစာတွေကမြို့တစ်မြို့လုံးနဲ့စစ်သားတွေကိုကျွေးမွေးဖို့မလုံလောက်ဘူး။ဒါကြောင့်ဗိုလ်ချုပ်ကနောက်ထပ်စာတစ်စောင်ရေးပြီးအကူအညီတောင်းလိုက်တယ်။အဲ့ဒီစာကိုဖတ်ပြီးမှပန်းအိုးဟာလွန်ခဲ့တဲ့နှစ်900နဲ့ချိတ်ဆက်ထားတာကိုသူမသိသွားတယ်။သူမကချက်ချင်း online ကနေအစားအစာအမြောက်များမှာယူလိုက်တယ်။ဒါပေမဲ့ဒဇိမ်းတွေကိုအလွန်ယုံကြည်လွန်းနေပြီလားလို့စဉ်းစားမိတယ်။အဲ့ဒီအချိန်မှာပဲရွှေတုံးတုံးသူမခေါင်းပေါ်ကျလာတယ်။မကြခင်မှာပဲရွှေငွေကြောက်မြတ်ရတနာနဲ့ရှေးဟောင်းပစ္စည်းမျိုးပန်းအိုးထဲကနေစက်တိုက်ထွက်လာတယ်။သူမကအလွန်ဝမ်းသာသွားတယ်ထို့နောက်ရှေးဟောင်းဝိုင်ခွက်တစ်လုံးကိုတွေ့ရှိပြီးရှေးဟောင်းပစ္စည်းဆိုင်ကိုယူသွားတယ်။ကျွမ်းကျင်သူတစ်ယောက်ကအဲ့ဒီဝိုင်ခွက်ဟာအလွန်တန်ဖိုးကြီးတဲ့ရှေးဟောင်းပစ္စည်းဖြစ်ကြောင်းသိရှိပြီးဒေါ်လာတန်း200နဲ့ဝယ်ယူဖို့ကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့အဲ့ဒီစစ်တပ်ဟာရေနဲ့အစားအစာမလုံလောက်မှုကြောင့်နောက်ဆုံးမှာအကုန်လုံးပျက်စီးသွားခဲ့တယ်လို့ပြောပြခဲ့တယ်။ဒီသတင်းကိုကြားပြီးအမျိုးသမီးဟာအလွန်တုန်လှုပ်သွားကသူတို့ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်တယ်။မကြခင်မှာသူမကငွေပြည့်တင်ထားတဲ့ကားကြီးနဲ့ဈေးကိုသွားပြီးအတန်ချက်ဆက်ကိုကင်ကဈေးတစ်ခုလုံးကပစ္စည်းတွေကိုဝယ်ယူခြင်းနဲ့လို့ကြေညာလိုက်တယ်။နောက်ဆုံးမှာတော့သူမဟာအစားအစာဆေးဝါးနဲ့တောက်ရည်မြောက်များစုဆောင်းနိုင်ခဲ့ပြီးလွန်ခဲ့တဲ့နှစ်900ကလူဦးရေ3သိန်းကျော်ကိုကူညီထောက်ပံ့ဖို့စိတ်ပိုင်းဖြတ်ထားခဲ့တယ်။